အားလုံးပဲမင်္ဂလာပါရှင်းမှာ ST စကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့စိုးစင်တာဖြစ်ပါတယ်ခုခေတ်မှာလူငယ်တွေကချွမ်းလို့ဖြစ်လာပြီပေါ့နော်ငါစိတ်သက်ကြနေတယ်ငါစိတ်ညစ်နေတယ်ငါဘယ်လိုလုပ်မလို့လောကကြီးစိတ်ညစ်စရာကြီးစိတ်သက်ကြနေရဲဆိုပြီးတော့ဒါပေါ့ပေါ့ပါပါလေးနဲ့ပြောတဲ့စကားလုံးတွေရှိရပေါ့နော်ဒါပေမဲ့အဲ့ဒါတကယ်လည်းဖြစ်နိုင်တယ်လို့တချို့ဟာကြတော့ပတ်ဝန်းကျင်ပေါ်လိုက်ပြီးတော့ကိုကစိတ်သက်ကြနေတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေလည်းဖြစ်နိုင်တယ်ကျွန်တော်ဒီနေ့မိတ်ဆက်ပေးမယ့်စာအုပ်ကလေးကတော့လူငယ်တွေစိတ်သက်ကြလို့မဖြစ်ဘူးဆိုတဲ့စာအုပ်ကလေးဒါကလူငယ်တွေမကောက်ဘူးပေါ့နော်စိတ်သက်ကြတတ်တဲ့သူတွေဆိုတော့အမြဲတမ်းစိတ်သက်ဆိုတော့အမြဲတမ်းအမြင့်မှာပဲရှိနေမှာမဟုတ်ဘူးကြားလိုက်တက်လိုက်ကတော့အမြဲတမ်းဖြစ်နေမှာအမေစိတ်သက်ကြနေတယ်ဆိုပြီးအမြဲတမ်းကိုအဲ့အောက်ဆုံးမှာပဲနေပြီးတော့အမြဲတမ်းတောက်လျှောက်စိတ်သက်ကြနေလို့တော့မဖြစ်ဘူးပေါ့နော်ကိုစိတ်သက်မြင့်တရားလို့စာရေးဖတ်ရမယ် motivation တွေနားထောင်ရမယ်ကိုကြိုက်တဲ့အရာလေးတွေလုပ်ပြီးကိုစိတ်သက်ကိုမြင့်တင်ဖို့ကလည်းအရေးကြီးရပေါ့နော်ဒီဆောက်ထဲမှာဆိုရင်အပိုင်း၄ပိုင်းအနေနဲ့ပါတယ်ပေါ့နော်အပိုင်း1ကလူငယ်တွေစိတ်သက်ကြလို့မဖြစ်ဘူးဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာဒါ10ချက်ပေါ့နော်စိတ်သက်ကြနေရင်ဖတ်ဖို့စိတ်သက်ကြနေရင်ဖတ်ဖို့နှစ်အဲ့လိုပုံစံမျိုးလေးတွေနဲ့ခေါင်းစဉ်တိုက်တယ်လေးတွေပါတယ်အပိုင်းနဲ့မှာじゃဘွားရဲ့အမတ်တရားများဆိုပြီးတော့ထွက်မပြေးလိုက်ပါနဲ့အဲ့လိုခေါင်းစဉ်အတူလေးတွေနဲ့ကျွန်တော်အမြဲတမ်းပြောတဲ့စကားရှိရပေါ့နော်ဒီလိုစာဝါအတူလေးတွေဆိုရင်ဒါအပုတ်တရားရှိနေမှာကိုနဲ့အပုတ်တရားလုံးကြိုက်ချင်မှလည်းကြိုက်မယ်ဒါပေမဲ့9ပုံလောက်ကြိုက်တယ်1ပုံလောက်ကြိုက်တယ်ဆိုရင်အဲ့စာအုပ်ကိုဖတ်ရတာတန်နေပေါ့နော်အဓိကတော့လူတယောက်ပြောင်းလဲဖို့ဆိုတာဟတ်ထိသွားတဲ့စကလုံးတစ်လုံးစာပိုက်တစ်ပိုက်ပဲလို့တယ်ပေါ့နော်အဲ့ဒါဆိုရင်ဆက်ကြည့်အောင်အပိုင်း3မှာဘဝရဲ့နုပြိုပျော်ရွှင်ခြင်းများဆိုတဲ့စကလုံးခေါင်းစဉ်ကြီးနဲ့ပေါ့နော်နောက်ထပ်အပိုင်းလေးကကြာလူနဲ့လောကအကြောင်းကြီးသိမှပဲကျွန်တော်တို့ဘာကြောင့်စိတ်သက်ကြနေအောင်ဒီလောကကြီးအကြောင်းစိတ်သက်ကြနေအောင်ကိုပြောင်းလဲလို့ရတဲ့အရာတွေရှိသလိုကိုပြောင်းလဲလို့မရတဲ့အရာတွေရှိရဲ့အဲ့တော့ကိုပြောင်းလဲလို့မရတဲ့အရာတွေပေါ်မှာမူတည်ပြီးတော့စိတ်သက်ကြနေလို့တော့မဖြစ်ဘူးပေါ့နော်ဒါကြောင့်မလို့လူငယ်တွေစိတ်သက်ကြလို့မဖြစ်ပါဘူးဒီစာအုပ်ကလေးကိုဖတ်ဖို့လဲညွှန်ချင်ပါတယ်ဒီစာအုပ်ကလေးကို order လဲမှာယူလို့ရတယ်เนาะကျွန်တော်စီမှာတတာ